တိုင်းမှာမိုးမွန်နေရပဲဟိုကျွန်တော်လည်းပြောတော့လေဘာလို့ဆိုတော့အဲ့လောက်ထိဆိုရင်သူကတကယ်တော့သေဖို့စီစဉ်မရှိဘူးသူမျက်နှာမြင်သွားတော့စောင့်တက်ပြီးသေသွားဘာလာလုတ်ပြန်ပြီလည်းမသိဘူးဒီကောင်ငါ့ကိုနောက်ထပ်ဘာဒုက္ခပေးအောင်လည်းမသိဘူးကြံညို့ဖြစ်စရာမလိုပါဘူးစုကြောင်လုံးရှိနေတဲ့ကိစ္စအလုံးပါကဲခုဒီချိန်ထိကိုမပြီးဘူးဖုန်းဆက်ပေးရမလားကြာမနေ့ကပဲဗီဒီယိုကောပြောပြီးတာလေးစုအိမ်မှာထားခဲ့ပြီးတော့ကြာနေပွက်ခဏပေါ့ကလေးတွေကိုသွားတွေးလိုက်အောင်မယ်ပေါ့ခဏပလစ်ပြီးထွက်လာမြတ်တော်ကကြတော့ဒီရွှေကဘာနဲ့ကကြတော့ပထမဦးဆုံးသူတို့ live sale လုပ်ခဲ့တာမြတ်သူနဲ့စပြီးတော့လုပ်ခဲ့တာပေါ့နော်အဲ့ဒီချိန်လုံးတွေကလည်းတကယ်ဝက်ကွယ်လေးအရန်ရောင်းရတယ်အဲ့ဒီရဲ့နောက်ပိုင်းမှာလည်းဒီရွှေကဘာဆိုင်ရဟိုပြောမယ်ဆိုရင်ရွှေကဘာပေါ့နော်တောက်လျှောက်ကိုဆိုင်ခွဲတွေဒါထပ်ပြီးတော့ဖွင့်တယ် Junction City မှာလည်းဖွင့်တယ်မြတ်သူပထမဦးဆုံးဆိုင်နေရာပေါ့နော်အဲ့မှာလည်းဖွင့်ခဲ့တယ်နေရာနဲ့ဆိုလို့ရှိရင်ဒါ3နေရာမြောက်ဒါပေမဲ့ဆိုင်ခွဲအနေနဲ့ဆိုရင်တော့ဒါလက်ကားအနေနဲ့ပေါ့နော်ဒီဟာကတော့ဒါဒုတိယဆိုင်ခွဲပေါ့နော်ဆိုတော့အခုကိုအမှတ်တရလေးလည်းပြန်ပြီးခေါ်ပြီးတော့လည်းဒါဝမ်တာစွာနဲ့ခုံစွာနဲ့တက်ရောက်ပြီးဖြစ်တာပါရှင်ဟုတ်ကျွန်တော်ကတော့ဒါပထမဦးဆုံးလက်တွဲဘူးတာပေါ့နော်ဒါအိမ်သစ်တက်ပွဲလေးလည်းဖြစ်တယ်ပြီးတော့ဆိုင်ဖွင့်ပွဲလေးလည်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့တော့ဒါပထမဆုံးအမှတ်တရလေးပါပဲဟုတ်ဟုတ်ပထမဆုံးမှာပဲပြန်ဆုံးတာပဲနောက်ပိုင်းလဲဇလန်းပြီးွားပြီးတော့မှပြန်တွေ့ရပထမဆုံးဟုတ်ဖြစ်စရာမလိုပါဘူးစုကြောင်လုံးရှိနေတဲ့ကိစ္စအလုံးပါကဲခုဒီချိန်ထိကိုမပြီးဘူးဖုန်းဆက်ပေးရမလားကြာမနေ့ကပဲဗီဒီယိုကောပြောပြီးတာလေးစုအိမ်မှာထားခဲ့ပြီးတော့ကြာနေပွက်ခဏပေါ့ကလေးတွေကိုသွားတွေးလိုက်အောင်မယ်ပေါ့ခဏပလစ်ပြီးထွက်လာကြာနေကလူပြန်ဝင်လာတော့တအားလာပေါ့အဲ့လိုမျိုးတော့ဖြစ်သွားလက်စားပြန်ချိန်ပါလေအသားကြီးလည်းဖြူလာတယ်စင်တူးတွေမှာဟုတ်ပရိသတ်တွေကဇညွန်းရေးပေးနေပြီစီစဉ်2တော့ကိုဟာဒီသားဖာဘလို့ပြန်ပြီးလုံးအောင်မလဲဆိုတာကိုရီတော်မစင်စားမိဘူးငပြိုးရဲတိတ်မယ်ဆိုတာတွေကတစ်ဖွဲ့အဲ့လိုမျိုးပြန်နေအဲ့အကြိုက်ရမ်းတော့ငံပါနော်ကွန်မန့်ဆိုင်ကြီးဆဲတိုင်းမှာမိုးမွန်နေရပဲဟိုကျွန်တော်လည်းပြောတော့လေဘာလို့ဆိုတော့အဲ့လောက်ထိဆိုရင်သူကတကယ်တော့သေဖို့စီစဉ်မရှိဘူးသူမျက်နှာမြင်သွားတော့စောင့်တက်ပြီးသေသွားဘာလာလုတ်ပြန်ပြီလည်းမသိဘူးဒီကောင်ငါ့ကိုနောက်ထပ်ဘာဒုက္ခပေးအောင်လည်းမသိဘူးအဲ့လိုမျိုးကျွန်တော်ပွင့်နေပြပါမယ်ကျွန်တော်ရိုက်တဲ့ကားကလေဥမာ6ကားရှိရင်4ကားလောက်ကဟာတလေးတွေရှိတယ်ရိုးရိုးဒရာမာအချောလေးရှိတယ်ဒါပေမဲ့ဖြစ်ချင်တော့じゃအဲ့6ကားမှာ2ကားကဇက်တိုက်ကြီးသွားတက်တာကျန်တဲ့4ကားငြိမ်နေမတက်သေးဘူးမတက်သေးဆိုတာရုပ်ရှင်ရှိမယ်ဇလန်တွဲရှိမယ်အဲ့ဒါတွေကမတက်သေးတာဆိုတော့အဲ့ဒီဟာလာဖို့ရှိရယ်အဲ့တော့ခုကျဖောက်ပြန်တဲ့ဟာကြီးပဲတက်နေမသိရင် तू ကဖောက်ပြန်တဲ့ကားပဲရွေးရိုက်နေလို့ဖြစ်နေအခု2026မှာတော့လာဖို့ဟိုလုတ်ဖို့တော့ရှိမှာပါဒါပေမဲ့မမြက်ကလည်းအခုဇလန်တွဲသူ့ဟာသူဝင်နေတခုဝင်တော့မှာเนาะကျွန်တော်ကလည်းတခုဝင်နေရဆိုတော့အဲ့လိုခုလောလောတည်းတော့မစုံပြစ်သေးဘူးဘယ်လိုလဲဆိုတော့တခါကျအခုလဲဒါစုံမယ်လို့တော့မသိဘူးမြတ်တို့ဒါဟိုအတွဲလိုက်ခေါ်တာမျိုးမဟုတ်ဘူးမြတ်တို့ကကြာလဲဒီရွှေကဘာနဲ့ကကြာတော့ငွေတွေကရင်းနှီးနေတာဒါကြောင့်လဲဒါဟိုကမ္မဆန်ခစ်ကိုသိမလားမမြက်ပြောပေးရောအများကြီးတော့မိုက်တယ်သူဖြစ်ဖြစ်တဲ့ခါကျတော့ဒါပါမယ်လေကိုထွန်းကလည်းလေနော်အဲ့လိုမျိုးအဲ့လိုစုံအဲ့လိုဆိုတော့ဒါစုံပေးတာပေါ့နော်အဲ့လိုစုံပေးလုပ်ငန်းရှင်ကိုလည်းတကယ်ကျေးဇူးအများကြီးတင်ပါတယ်လို့ရှူတင်မှာပြောရတယ်no မမြက်ကရှူတင်ရောက်ပြီဆိုတော့မူပဲထိုင်သွင်းတာသူကသူတက်နေဘာလို့ကြာညုံမဖြစ်မှာဆိုလို့အဲ့လိုနေပြီးတော့သူ့ကိုတွေ့ရဖို့ခက်ခဲတယ်ရိုက်တော့မယ်ဆိုမှထွက်လာပြီမျက်နှာအိုကြီးနဲ့ထွက်လာပြီသူကြာညုံစိတ်ရမ်းညစ်နေပါတယ်ဗောသူအဲ့လိုတခါကြိုက်လေတကယ်လေဟိုအင်တာဗျူးပြန်မှာတော့မပြောဘူးတဲ့ကမ္မဆန်အပြင်မှာမုန်းစရာဘာမှမရှိနေဘူးလေဒါကိုညီကိုမောင်နှမတွေဒါဒီယုံတွေကရှိနေပြီလားဒါပေမဲ့အဲ့ဒီကားကိုရိုက်တဲ့အချိန်ပထမဆရိုက်တဲ့အချိန်တော့ငယ်ဘွားတွေရိုက်တော့တိတ်ကိစ္စမရှိသေးဘူးလို့နည်းနည်းကြီးတဲ့အလေလက်ပိုင်းကိုယ့်ပေါ်မှာမကောင်းတော့ဆိုရင်စီးနေများလာပြီးတော့မှလေတို့မကြည့်ကြတော့ဘူးအဓိကအဲ့မှုကလည်းကိုကကံပတ်ဖြစ်တဲ့အတွက်ကြောင့်အရင်ပြင်ဆင်ထားတယ်ပါတော့လေအဲ့မှုကတစ်ချိန်လုံးဝင်နေရောလေတိတ်မပြောဖြစ်ဘူးတိတ်မပြောဖြစ်မြို့သားကြောက်လဲကိုအစစ်မပြေမအောင်ဆိုလို့ကိုပါကိုပဲအဲ့လိုနေဖြစ်တာများတယ်နေပြီးတော့နောက်တစ်ခါကျတော့သူအရန်စတယ်သူကအရန်ဟိုကဖြစ်တယ်အဲ့လိုမျိုးဆိုတော့လေသူကအဲ့လိုသူဒါသူ့ရဲ့ပုံစံပဲမြို့သူငကားရိုက်တုံးနဲ့ကဒါဆိုဒုတိယမြောက်ဆုံးတာပေါ့နော်အဲ့မှာတော့ဆိုလို့ရှိရင်ငကားနဲ့ဂလုံးမတည့်ဘူးအဲ့တော့လည်းအမြင်ကဲရအောင်ပေါ့နော်တချို့ကြပြောတယ်ဂလုံးဘွားမှာမချစ်ခဲ့လို့တဲ့ဒီဘွားမှာလက်စားလာပြန်ချေတာလေဆိုရင်အဲ့လိုတော့ပြောကြတယ်မဟုတ်ဘူးအဲ့ဒါလေးတကယ်ဟုတ်ပြောရရင်တကယ်တော့အမှန်ကတော့မမြက်ကအမှန်
သူရဲ့အမှန်ပေါ့နော်အမှန်ကျွန်တော်တို့ကမှားနေ ဟုတ်ပါဘူးဒါပေမဲ့လိမ့်တယ်လေ ကျွန်တော်တို့လိမ့်နေကျွန်တော်တို့အဲ့မှာဆိုရင်နောက်ပိုင်းစဉ်ဆိုဒီမျက်ရည်တွေဒီအောက်ကမျက်ရည်အိတ်တွေကြအောင်ဆိုပြီးဒီနားမှာကျွန်တော်အညိုလိုင်းတွေဆွဲတယ်ဒီ smile line တွေဆွဲတယ်နှစ်ဖူးကြောတွေတွန့်အောင်လုပ်တယ် အပြင်မှာတော့တည်တာနော် အပြင်မှာတိတာရယ်ကင်မ ဒီ ရာ ကဟိုကလေကာလာပြန်ချိန်လိုက်တဲ့အချိန်မှာပျောက်ကုန်တာအဲ့လိုမျိုးဖြစ်သွား ရှုကဘာမိသားစုဒီထက်မကကြွယ်ဝချမ်းသာပါစေစိတ်ချမ်းသာကိုချမ်းသာရှိပါစေအများကြီးအောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာအားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ